သမင်းစားမြင့်စီရဲ့တခါလေးတော့လေးတုပ်စားပါမယ်။အရင်ဦးဆုံးတခါလေးကိုဟော့ချစ်လေးနဲ့ချက်ထားမယ်ပေါ့နော်။ပြီးရင်ဒီရဲလေးထောင်းထည့်မယ်၊စားထည့်မယ်၊ပဲမုံထည့်မယ်ပေါ့နော်။အဆက်စားခြင်းတဲ့သူလေးတွေကငရုတ်တီကိုကိုလိုတလောက်ထည့်လို့ရပါတယ်။ပြီးရင်တော့စီချက်လေးထည့်ပါမယ်။စီချက်လေးကကျက်စံပြင်းနဲ့ချက်ထားတာပါ။ငပိချိုက်တဲ့သူမို့ငပိလေးလည်းအနှိမ့်ငယ်ထည့်ပါမယ်။ဒီနေရာမှာငပိမစားတဲ့သူကငပိမထည့်လိုက်ရရပေါ့နော်။အချင်းအနေနဲ့တမယာကြီးထည့်ပါမယ်။ဒီနေရာမှာတမယာလေးသုံးလဲရပါတယ်။အတော့တဲ့နေရာမှာမပမပိဖြစ်တဲ့နနမလေးလည်းထည့်ပါမယ်။အကလုံးထည့်ပြီးသားရင်တော့နက်နေအောင်နေပါမယ်။နေပြီးသားရင်တော့တခါလေးတော့လေးရပါပြီ။သမင်းနဲ့တဲစားရင်သမင်းစားမြည်စီရမို့လို့အလုံးမဲလက်လက်စားကြည့်ကြနော်။